ကဲယူတော့ဆိုတဲ့ reindeer လေးရဲ့ဇလန်အားလုံးယဉ်ပြီးသားဖြစ်မှာပါဒါပေမဲ့လေစဉ်းစားကြည့်ဘူးလားဒီလောက်ရိုးရှင်တဲ့ကလေးပုံမြင်လေးတစ်ခုကဘာလို့နှစ်တွေအကြာကြီးလူတွေရဲ့စိတ်ထဲမှာဆွဲကြက်နေရတာလဲဒီနေ့မှာတော့လေဒီရိုးရှင်းတဲ့ဇလန်လေးရဲ့နောက်ွယ်မှာရှိနေတဲ့တကယ်ကိုစွမ်းအားကြီးတဲ့ဇလန်တိဆောက်ပုံကိုအတူတူခွဲချမ်းစိတ်ဖျားကြည့်ကြမယ်ဟုတ်တယ်အထီးကမင်းဟွန်းကဒါပဲအပေခံလူတွေကဝိုင်းပယ်ထားတဲ့တယောက်ကနေတန်နာရီတစ်ပုတ်လို့ဖြစ်သွားရတာဘယ်လိုလဲလူတွေလေးစားရတဲ့သူရဲကောင်းတရားအဖြစ်ဘယ်လိုများပြောင်းလဲသွားတာလဲကဲဒီမင်းဟွန်းရဲ့အဖေကိုအတူတူရှာရင်းနဲ့ဒီဇလန်ရဲ့အောင်မြင်မှုယူဟစ်ချက်ကိုဖော်ထုတ်ကြည့်ကြတာပေါ့ကဲပထမဆုံးအခါကန်တာအနေနဲ့ဇလန်ရဲ့အဓိကဇက်ဆောင်နှလုံးသွင်းလို့ပြောလို့ရတဲ့ Europe ချာကနေစာလိုက်ကြအောင်သူ့ရဲ့ပြဿနာကတကယ်တော့အရန်ရိုးရှင်းပါတယ်သူကတခြားသူတွေနဲ့မတူဘူးအဲ့ဒီမတူညီမှုဆိုတာကြီးကပဲသူ့ဘဝအတွက်အကြီးမားဆုံးဝန်ထုတ်ဝန်ပိုးကြီးဖြစ်နေခဲ့တာပေါ့ချန်ချာရင်ဒီရတယ်သူ့ကိုပြောက်ခဲကြတဲ့စကားပေါ့လူပြက်တီးရောက်လို့ပဲအယောင်ကတောက်ပပြီးနီးရဲနေတာတဲ့စဉ်းစားကြည့်လေကိုနဲ့မွေးရပါထူခြားချက်တစ်ခုကိုလူရှင်တော်တယောက်နဲ့ခိုင်းပြီးလောင်ပြောင်ခံရတယ်ဆိုတာဘယ်လောက်တောင်နာကျင်စရာကောင်းလိုက်မလဲနော်ဒါဟာ Europe နေတိုင်းကြုံတွေ့နေရတဲ့ပိတ်ပင်မှုပါပဲဒီတော့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်လိုက်ရင်လေတစ်ဖက်မှာတော့ဝိုင်းပယ်ခံထားရလို့အထီးကျန်ပြီးဝမ်းနေနေတဲ့ Europe ရှိတယ်နောက်တစ်ဖက်မှာကျတော့အားလုံးကပုံစံခွက်တစ်ခုတည်းမှာနေကြတယ်ကွဲပြားတာကိုလက်မခံပဲဝေးဖန်တဲ့အုပ်စုကြီးပေါ့အဲ့ဒီစန့်ကျင်ဘက်အခြေအနေနှစ်ခုကြားကပဋိပက္ခကဇလန်ရဲ့အစပဲEurope လိုဇက်ကောင်မျိုးကိုစာပေလောကမှာအပေခံဇက်ကောင်ပုံစံလို့သတ်မှတ်ကြတယ်ဆိုလိုတာကဘာလဲဆိုတော့အဖွဲ့အစည်းကသူ့ရဲ့ကွဲပြားခြားနားမှုကြောင့်ပစ်ပယ်ထားတယ်ဒါပေမဲ့တကယ်တမ်းမှာသူ့စီမှာတခြားသူတွေမမြင်နိုင်တဲ့ဖုံးကွယ်နေတဲ့အစွမ်းတကူပိုင်ဆိုင်ထားတဲ့ဇက်ကောင်မျိုးပေါ့အဲ့ဒီချက်ကလေသူ့ရဲ့ရှေ့ဆက်ရမယ့်ခရီးရဲ့အတွက်ကျန်းကိုအရေးကြီးတဲ့တဲလွန်စားတစ်ခုပဲ Europe ကသူ့ရဲ့အတွင်းစိတ်တန်ရာတွေနဲ့လုံးပန်းနေတော့မှာပဲအပြင်လောကမှာပိုကြီးမားတဲ့အကျစ်တစ်ခုရုတ်တရက်ပေါက်လာပါလေရောအဲ့ဒီပြဿနာကဘယ်လောက်တောင်ကြီးလဲဆိုရင် Santa Claus ကိုလိုက်တောင်လက်မှန်ချရလောက်တဲ့အခြေအနေမျိုးပဲအဲ့ဒါကတော့ Christmas အကျိုးညမှာပေါ့ကဘာကြီးတစ်ခုလုံးကိုမြူခိုးတွေကလာပြီးတော့ဝါမြူသွားတဲ့မြူတွေကဘယ်လောက်ထူတယ်လဲဆိုရင်ဘယ်သူမှရှေ့ကိုတလက်မတောင်ဆက်လို့မရဘူးဘာကိုမှမမြင်ရတော့ဘူးဒီတိုင်းသာဆိုရင် Christmas တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အန်ဒီရယ်နဲ့ရင်ဆိုင်နေရပြီအဲ့ဒီတော့သူတို့ရှိသမျှနီလန်းလေအကုန်တုံးကြတာပေါ့ပထမဆုံးစွတ်ဖောင်းမှမီးတွေတက်ကြည့်တယ်ဒါကလည်းခဏနေပြုတ်ကျသွားနိုင်တယ်အစင်မပြေဘူးဒုတိယအနေနဲ့မြေအာယုံကောင်းတဲ့ reindeer ငယ်လေးတွေကိုရှေ့ဆုံးကထားကြည့်တယ်ဒါလည်းမရဘူးမြူကအရန်ထူတော့ဘာမှကိုမမြင်ရဘူးစူးစားသမျှအရာမထင်ဘူးမျောလင့်ချက်တီထဖြည်းဖြည်းနဲ့ကုံဆုံးလာပြီနောက်ဆုံးမှာတော့ Santa Claus ကိုယ်တိုင်ကလွတ်ရောက်တဲ့လေးတိုင်နဲ့ငါတို့ဘာလုပ်ကြမလဲဆိုပြီးမိခွန်းထုတ်လိုက်တဲ့အချိန်မှာတော့အခြေအနေကဘလောက်ထိဆွေးရနေပြီလဲဆိုတာအားလုံးနားလည်လိုက်ကြပြီပုံမှန်နေလိုက်နေကတော့ဒီပြဿနာကိုဖြေရှင်းလို့မရတော့ဘူးဆိုတာရှင်းသွားပြီအဲ့ဒီလိုမျောလင်းချက်မှတ်နေတဲ့အချိန်မှာပဲဇလန်းရဲ့ပြဿနာနှစ်ခုကအံ့ဩစရာကောင်းလောက်အောင်လာပြီးတော့ဆုံတွေ့သွားတယ်တစ်ခုက Europe အတွက်အဆက်ရစရာဖြစ်နေတဲ့နှာခေါင်းနီနောက်တစ်ခုကကျတော့ကဘာကြီးကိုဒုက္ခပေးနေတဲ့ဖြည့်ရှင်းမရတဲ့မြူခိုးတွေစန်တာကသူ့ရဲ့နာမည်ကြီး reindeer တွေကိုတကောင်ချင်းဆေးဆေးကြည့်တယ် Dasher, Dancer, Prancer, Vixen အားလုံးအဆင့်တင်ပဲဒါပေမဲ့မြူခိုးတွေကဘာမှမထူဘူးအဲ့ဒီအမောင်ထူတဲ့မှာပဲသူ့မျက်လုံးကတလက်လက်တောက်ပါနေတဲ့အလေးရောင်လေးတစ်ခုကိုသွားပြီးတော့တတိထားမိလိုက်တယ်ဟုတ်တယ်အဲ့ဒါက Europe ရဲ့နှာခေါင်းပဲပြီးတော့စန်တာကပြောလိုက်တယ်ချန်ပီယံလေဒီညငါရဲ့စွတ်ဖကိုမင်းလမ်းပြပေးနိုင်မလားဒီစကားတစ်ခုနဲ့မယ်အရာအလုံးပြောင်းလဲသွားခဲ့တယ်တသက်လုံးလောင်ပြောင်းခံအပယ်ခံထိခဲ့ရတဲ့ Europe ကို Santa Claus ကိုတိုင်ကအကူအညီတောင်းလိုက်တာလေဒါကဒီဇလန်ရဲ့အလားပတ်ဆုံးအစွမ်းထက်ဆုံးအခိုက်အတန့်ပါပဲအားနဲ့ကျလို့လူတွေကတတ်မှတ်ထားတဲ့ရာတစ်ခုကဖြစ်ရှင်းလို့မရဘူးလို့ထင်ထားတဲ့ပြဿနာကြီးတစ်ခုနဲ့လာပြီးစုံတွေ့လိုက်တဲ့အချိန်ပေါ့အဲ့ဒီအားနဲ့ချက်ကပဲတစ်ခုတည်းသောအဖြစ်တစ်ခုတည်းသောတောချက်ဖြစ်နေခဲ့တာပါကဲအခုတော့အားလုံးစော့မြောင်းနေတဲ့အချိန်ကိုရောက်လာပါပြီအပေခံလေးတယောက်သူ့ရဲ့တကယ့်တံဖိုးကိုကပါကြီးကိုတက်တည်ပြမယ်အခိတ်အတန့်သူရဲကောင်းတယောက်တကယ့်ကိုမွေးဖွားလာမယ်အချိန်မှာပဲခီးဆန်အစမှာတော့ Europe ကစိတ်လုံရှားပြီးမတင်မချဖြစ်နေတာပေါ့တခြား reindeer တွေကလည်းဖုကိုစူးစိုက်ခိနေကြတယ်ဒါပေမဲ့ညကပိုမောင်လာပြီးမြို့ရဲ့ပိုချူလာလေသူ့ရဲ့နှာခေါင်းကအရင်ကထက်ကိုပိုပြီးတော့တောက်ပစွာလင်းလက်လာလေပဲနောက်ဆုံးမှာတော့သူ့ရဲ့အလင်းရောင်ကပဲလမ်းပြမီရှူတိုင်ချစ်ပြီးစန်တာရဲ့ Christmas ခီးစဉ်ကိုအောင်မြင်အောင်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်အဲ့ဒီမှာတင်လုံးမခုပြောင်းပြန်ဖြစ်သွားတာပဲတချိန်ကအဆက်ညစီရလောင်ပြောင်စီရလို့တတ်မှတ်ခံရတဲ့ Rudolph ရဲ့နှာခေါင်းဟာ
အခုတော့အားလုံးအတွက်မျောလင့်ချက်ကိုစောင့်ကျင်းပေးလက်မိရှုတန်ဆောင်ဖြစ်လာခဲ့ပါပြီ ဆိုတော့ဒီသူရဲကောင်းဂရီးစင်ပြီးသွားတဲ့အခါမှာပါရီအမွေအနှစ်ဖြစ်ကြံခဲ့တယ်လေဒီဇလန်ကနေကျွန်တော်တို့အတွက်ထာဝရဒီတက်မဲ့သတင်းစကားကောဘာဖြစ်မလဲဆက်ကြည့်ကြတာပေါ့ အရင်ကသူ့ကိုလောင်ပြောင်ခဲတဲ့တခြား reindeer တွေပေါ့သူတို့အားလုံး Rudolph ဘယ်တော့တောင်ထူးခြားတယ်လဲဆိုတာကိုသိသွားတဲ့အခါကိုလုတ်ခဲတာတွေအတွက်အပြစ်ရှိတယ်လို့ခံစားခဲ့ကြတယ်အခုတော့သူ့ကိုဝိုင်းဝန်းချစ်ခင်ပြီးဂုဏ်ပြုနေကြပြီးတစ်ချိန်ကအပေခံလေးဟာအခုတော့အားလုံးရဲ့သူရဲကောင်းစစ်သွားခဲ့ပါပြီစန်တားလည်းသူ့ကိုအပီးတန်အတီးမှတ်ပြုတဲ့အနေနဲ့ဘရောလိုက်တယ်မင်းဟာအခုကစပြီးမင်းရဲ့တောက်ပတဲ့နှာခေါင်းနဲ့ငါရဲ့ဆွတ်ဖားကိုအမြဲတမ်းလမ်းပြပေးရတော့မယ်မင်းကငါအတွက်ခရစ်စမတ်လက်ဆောင်ပေးတယ်ဒီစကားကယူရော့ဟာယာယီအတုံးချခံမဟုတ်တော့ဘူးခရစ်စမတ်ရဲ့သာဝရအပိုင်းတိုင်းတစ်ခုဖြစ်သွားပြီဆိုတာကိုတက်တည်ပြလိုက်တာပါပဲ ဆိုတော့ဇလန်တစ်ခုလုံးရဲ့အနစ်ချုပ်အစွမ်းထက်ဆုံး message ကတော့ရှင်းရှင်းလေးပါပဲကိုယ့်ရဲ့အားနည်းချက်လို့ထင်မှတ်ခံထားရတဲ့အရာဟာတနေ့နေ့တစ်ချိန်ချိန်မှာအကြီးမားဆုံးအားတာချက်ဖြစ်လာနိုင်တယ်ဆိုတာပါပဲ ကဲဒီဇလန်လေးကိုပြန်ကြည့်ပြီးတော့ကိုပြန်မေးကြည့်ဖို့မေးခွန်းတစ်ခုထားခဲ့ကြပါတယ်ကျွန်တော်တို့တယောက်ချင်းစီမှာရောဒီကဘာကြီးကလိုအပ်နေတဲ့စောင့်မျှော်နေတဲ့ကိုယ်ပိုင်တောက်ပတ်မှုဆိုတာကဘာများထင်နိုင်မလဲ